ရှင်ဖျားဟောတာပါလူတိုင်းအခွဲရမှာဆွဲမထားပါမြေနာမှာလေမလို့အရင်တော့ပေါ်ပြီးမှာအစိမ်ဝေးဆိုင်လို့ငါအသိမေးလိုက်ဖို့ကြံနေရှင်မနာချင်းစရာတွေအတမ်းမထွက်ခဲ့မောင်မိုက်တဲ့အခန်းထဲငါအရေးတွေးလိုက်လို့ရှာတယ်ယူတဲ့စိတ်တွေမူမအိပ်ပျော်တယ်တိတ်စိတ်ချမ်းတွေကိုပဲရာတွေပြန်အသက်သွင်းနိုင်လေနင်ဖြတ်မြင်မှာပဲဘာလို့တစ်ခါပဲဖြစ်ခဲ့တတိယရဲ့စိတ်ဟာကိုယ့်ရဲ့အရေးပါပဲငါပဲသွားနောက်ကလိုက်နေလို့အမောင်ထဲမှာပဲနေငါတယောက်တည်းပါပဲလေချိန်စား